မြဲလွမ်းမယ်တဲ့ လွမ်းနေမှာကဲဝါချကြည့်အောင်ကွာ ဟုတ်ပြီဗျာအဲ့တော့ဆိုလစ်ဆိုတာတော့မရှိဘူးပေါ့ မရှိဘူးပေါ့ မပိုင်နားလည်းပေး ဒါပေမဲ့လို့အမပိုင်တော့နားလည်ပြပါတို့ညီလေးတွေတောက်ဆိုထားလို့နော် ဟုတ်ပြီဗျာ အမြဲလွမ်းနေမယ်ဒါလေးကိုအစင်းသေးဖြစ်ရင်တော့ခင်ဗျားတို့ကျွန်တော်တို့ကနေပြီးတော့အစင်းသေးဖြစ်ရင်ပြိတ္တတော်မင်းများနားဆင်လို့ရအောင်လို့နိုင်ဒီနေရာကနေစအသေးတစ်ချက်ကိုအမြဲလွမ်းကြည့်အောင်ဗျာ စကြည့်အောင်